လဲဆိုတော့အိမ်မှာရှိတဲ့ပစ္စည်းလေးနဲ့တဘာဝအလားပြန်ပြီးတော့မှ exfoliate လေးကိုလုပ်လို့ရတယ်လို့ညနာလေးပေါင်းတင်လို့ရတဲ့ဟာလေးကိုပြန်ပြပေးမယ်နော်ပေါင်းပစ္စည်းကလည်းဘာမှမရှိဘူး၃မျိုးလေးပဲအကျန်းလွယ်တယ်ဒါဆိုရင်လူကိုအိမ်မြစီတယ်အခုလိုပူတဲ့ရာသီမှာဆိုလို့ရှိရင်ညအိတ်တဲ့အချိန်မှာဒါလေးနဲ့ပေါင်းတင်လိုက်ရမ်းအိမ်မြပဲရမ်းနေလို့ကောင်းတယ်လားဆိုရပြီဒါတော့ coffee လေးကတော့တစ်စုံပေါ့တမန်စီတစ်စုံပဲဒါလေးကိုခလောက်အဲ့ဒါဆို15မိနစ်ပေါင်းတင်လိုက်တယ်အဲ့ဒါလုံးဝဘလူးသွားတဲ့ skin ကိုရရှိမယ်ကျန်းမာရေးအတွက်လည်းကောင်းတယ်အသားရေးအတွက်လည်းကောင်းတယ်တကယ်လို့တညလုံး exfoliate လုံးယုံနေမကောက်တညလုံးလိမ့်ထားခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီစားကောင်းလက်ပတ်လေးကိုကြည့်ပဲလိမ့်ရင်တော့ဘိုးအဆင်ပြေတယ်တညလုံးထားရင်တော့ထားတင်တယ်ဆိုရင်တညလုံးမထားတင်ဘူးဆိုလို့ရှိရင်တော့15မိနစ်ဒီ3မျိုးလေးပဲပေါင်းပြီးတော့မှ15မိနစ်ပေါင်းတင်လိုက်အဲ့ဒါဆိုလို့ရှိရင်အသားရင်မှာရှိတဲ့ခြေညိုတွေညည်ကြီးတွေအားလုံးလည်းဖယ်ရှားပြီးသားဖြစ်တယ်လို့အဲ့ဒါလေးတင်ပြီးတော့မှတိုနာလေးလေးကျင်းကဲလေးလိမ့်ပြီးတော့မှအိပ်ရုံနဲ့အနက်ကမိတ်ကက်လေးနဲ့ on လာတော့မိတ်ကက်ဖြတ်လိုက်အောင်မယ်မိတ်ကပ်ဖြန်လေးအဓိကလိုအပ်တာလည်းဒီလား eyeshadow တွေ mascara တွေလိမ့်တာလေဆိုလို့ရှိရင် makeup remover ကိုတေချာသုံးပြီးတော့တေချာဖြတ်ဖို့လိုရတယ်။ခုကျွန်မဆိုလို့ရှိရင်လည်း makeup နည်းနည်း on ထားတဲ့အတွက်ကြောင့်မလို့လေတေချာဖို့ဖြတ်ရတာ။မျက်တောင်လေးလည်းနည်းနည်းလေးကော့ထားရဲဆိုတော့ခါရတာ။ညနေတေးပြီးသွားပြီနေတော့မယ်။တဘာဝအပေးတဲ့ gift တွေနဲ့ global ဖြစ်ချင်တယ်ဆိုရင်တော့ဒါလေးကို try ကြည့်ဖို့လုံးဝမမိနဲ့နော်ကိုတော့ try နေပြီ try တာဆိုတော့ကိုကတော့အမြဲတုံးဖြစ်တယ်ကဲ15မိနစ်20လောက်နှက်ထားလိုက်တော့မယ်ဟုတ်ပါပြီဒီကတက်တော့မယ်ကုန်ပြီးတော့ပြီညပိုင်းဆိုတော့ skin care လေးကိုအချိန်ရောက်ပြီ